မင်္ဂလာပါ Daily Pet မြန်မာမှာပြန်လည်ကြိုဆိုလိုက်ပါတယ်မန်နီယာဆက်ဆက်အပီစုပ်ဖိုက်ကိုရောက်ရှိလို့လာပါပြီပိုက်ဆံရှိသူတွေကပိုက်ဆံကိုဘယ်လိုအသုံးချတယ်လဲလူများစုကပိုက်ဆံရလာရင်ဘာလုပ်ကြလဲဖုန်းသစ်ဝယ်တယ်ဝတ်စားကောင်းတွေဝယ်တယ်ကားကောင်းစီးတယ်အိမ်အလှဆင်တယ်ဒါပေမဲ့တကယ်ချမ်းသာတဲ့သူချို့ကတော့ပတ်စံရလာတိုင်းပိုက်ဆံကိုထပ်ပြီးပတ်စံရှာပေးနိုင်တဲ့နေရာမှာပြန်ထည့်ကြပါတယ်။ဒါဆိုပိုက်ဆံရှိသူနဲ့ပိုက်ဆံမရှိသူကြားကအကြီးမားဆုံးကွာခြားချက်ကဘာလဲ။ဝင်ငွေပမာဏပဲလားမဟုတ်ပါဘူး။ရလာတဲ့ပတ်စံကိုဘယ်လိုသုံးချတယ်လဲဆိုတာကပိုရေးကြည့်ပါတယ်။နံပါတ်1ပိုက်ဆံကိုသုံးတာနဲ့ပိုက်ဆံကိုအသုံးချတာမတူပါဘူးလူတိုင်းဒီပါပိုက်ဆံကိုသုံးတတ်ကြပါတယ်စားဖို့သုံးတယ်ဝတ်ဖို့သုံးတယ်နေဖို့သုံးတယ်ဖုန်းပေအင်တာနက်တွာလာရေးနဲ့အခြားလိုအပ်တာတွေအတွက်သုံးတယ်ဒါတွေကမဖြစ်မနေသုံးရတဲ့အသုံးစရိတ်တွေပါဒါပေမဲ့အဲ့ဒီပြင်ဒီနေ့သုံးလိုက်တဲ့ပိုက်ဆံကမနှက်ဖန်မှာငါအတွက်တခုခုပြန်လုပ်ပေးနိုင်မလားဆိုတာစဉ်းစားကြကြလားဥပမာစာအုပ်တော့ဝယ်လိုက်တယ်အဲ့ဒီစာအုပ်ကကိုယ့်ရဲ့အသိပညာကိုတိုးပွားစေနိုင်တယ်သင်ခန်းစာတစ်ခုတက်လိုက်တယ်အဲ့ဒီကျွမ်းကျင်မှုကနောက်ပိုင်းမှာဝင်ငွေတစ်ခုဖြစ်လာနိုင်တယ်ကွန်ပျူတာတစ်လုံးဝယ်လိုက်တယ်အဲ့ဒါနဲ့အလုပ်လုပ်ပြီးဝင်ငွေရှာနိုင်တယ်ဒီလိုဆိုရင်ပိုက်ဆံကိုသုံးလိုက်တာမဟုတ်ပဲကိုယ့်အတွက်အလုပ်လုပ်မဲ့အရာတစ်ခုကိုဝယ်လိုက်တာဖြစ်ပါတယ်နံပါတ်2အဇက်ဆိုတာဘာလဲချမ်းသာခြင်းတဲ့သူတယောက်အနေနဲ့တည်ထားတဲ့စကားလုံးတစ်ခုရှိပါတယ်အဇက်အလွယ်ပြောရရင်နောက်မှတန်ဖိုးရှိလာနိုင်တဲ့အရာဒါမှမဟုတ်ဝင်ငွေဖန်တီးပေးနိုင်တဲ့အရာတွေကိုအဇက်လို့ခေါ်နိုင်ပါတယ်ဥပမာလုပ်ငန်းတစ်ခုအငှားဝင်နေရတဲ့အိမ်ချမ်းမြေတချို့သောရင်းနှီးမြှုပ်နှံမှုတွေကိုယ့်ရဲ့ကျွမ်းကျင်မှုကိုယ်ပိုင်ကွန်တက်နဲ့ digital asset တွေအခြေအနေလိုက် asset ဖြစ်နိုင်ပါတယ်ဒါပေမဲ့ asset ဆိုတဲ့နာမည်တက်ထားတိုင်းအမြဲတမ်းအမြတ်ရမယ်လို့မဆိုလိုပါဘူးတန်ဖိုးကြနိုင်တယ်ဆုံးရှုံးနိုင်တယ်စီမံခန့်ခွဲမှုလိုတယ်ဒါကြောင့်ချမ်းသာဖို့ဆိုတာasset ဆိုတဲ့စကားလုံးကိုသိရုံနဲ့မလုံလောက်ပါဘူးဘယ်လိုရွေးမလဲဆိုတာသိရပါတယ်နံပါတ်3ပိုက်ဆံရလာတိုင်းအကုန်မသုံးဘူးလူတစ်ယောက်ကလစဉ်ဝင်9သိန်းရတယ်ဆိုပါစို့9သိန်းလုံးကိုအသုံးစရိတ်အဖြစ်ပြန်သုံးလိုက်ရင်နောက်လမှလည်း9သိန်းထပ်ရဖို့အလုပ်လုပ်ရပါမယ်ဒါပေမဲ့9သိန်းတွေကတစ်စိတ်တစ်ပိုင်းကိုစုမယ်တစ်စိတ်တစ်ပိုင်းကိုကိုကျွမ်းကျင်မှုတူဖို့သုံးမယ်တစ်စိတ်တစ်ပိုင်းကိုတင့်တော်တဲ့ရင်းနှီးမြှုပ်နှံမှုအတွက်သုံးမယ်ကျန်တာကိုလိုအပ်တဲ့အသုံးစရိတ်တွေအတွက်သုံးမယ်ဆိုရင်အချိန်ကြာလာတဲ့မျှကိုယ့်ရဲ့ဝေကြေးချီတွေကတဖြည်းဖြည်းပြောင်းလာနိုင်ပါတယ်အရေးကြီးတာကပမာဏကြီးနဲ့စဖို့မလိုပါဘူးအလေးအကျင့်ကအရင်စပါပဲနံပါတ်4ချမ်းသာတဲ့လူတွေကပိုက်ဆံကိုမကြည့်ဘူးလားတကယ်တော့ကြည့်ပါတယ်ဒါပေမဲ့ဒါဘယ်လောက်လဲဆိုတာတက်ဒါကငါ့အတွက်ဘာပြန်ပေးနိုင်မလဲဆိုတဲ့မေးခွန်းကိုပူစဉ်းစားတတ်ကြပါတယ်ဖုန်းတစ်လုံးဝယ်မယ်ဆိုရင်ဈေးကြီးလားတစ်ခုတည်းမဟုတ်ပဲအလုပ်အတွက်အသုံးဝင်လားဝင်ငွေရှာဖို့ထောက်ကူဖြစ်မလားဆိုတာမျိုးပါဒါဟာပိုက်ဆံကိုအသုံးမချဘူးဆိုတာမဟုတ်ပါဘူးပိုက်ဆံအသုံးပြုတဲ့ရည်ရွယ်ချက်ကိုပြောင်းလိုက်တာပါနံပါတ်5 lifestyle inflation ဒီနေရာမှာလူတော်များများမတိမတာကြာရောက်တဲ့အရာတစ်ခုရှိပါတယ် lifestyle inflation ဝင်ငွေတိုးလာတာနဲ့အမျှအသုံးစရိတ်တွေတိုးလာတာပါဥပမာအရင်ကလစဉ်3သိန်းရတယ်
3သိန်းနဲ့နေတယ်နောက်ပိုင်း5သိန်းရလာတယ်ဒါပေမဲ့အသုံးစိတ်ကလည်း5သိန်းဖြစ်သွားတယ်နောက်ပိုင်း8သိန်းရလာတယ်အသုံးစိတ်ကလည်း8သိန်းဖြစ်သွားတယ်ဒီလိုဖြစ်နေဝင်ငွေတိုးနေပြီမဲ့ချမ်းသာလာတာမဟုတ်ပါဘူးပိုက်ဆံပူရသလောက်ပူသုံးလာတာပဲဖြစ်ပါတယ်နံပါတ်6ချမ်းသာတာနဲ့ချမ်းသာတယ်လို့မြင်ရတာဒီနှစ်ခုကလုံးဝမတူပါဘူးလူတစ်ယောက်ကကားကောင်းကောင်းရှိတယ်ဖုန်းကောင်းကောင်းရှိတယ်အဖို့အစားဈေးကြီးတွေဝတ်တယ်စားတိုက်ဆောင်ကောင်းနေမှာစားတယ်အဲ့ဒီလိုဆိုတာနဲ့သူ့မှာပိုက်ဆံအများကြီးရှိတယ်လို့မသတ်မှတ်နိုင်ပါဘူးတချို့ကအဲ့ဒီအရာတွေကိုအကျွေးနဲ့ဝယ်ထားတာဖြစ်နိုင်ပါတယ်အပြင်ဘက်ကချမ်းသာတယ်လို့မြင်ရပေမဲ့အတွင်းမှာတော့အကျွေးတွေအတိုးတွေလာစဉ်ပေးဆက်နေရတာတွေနဲ့ဖိအားတွေရှိနေပါတယ်ဒါကြောင့်ချမ်းသာတာဆိုတာလူတွေမြင်တဲ့အရာမဟုတ်ပါဘူးကို့မှာတကယ်ပိုင်ဆိုင်ထားတဲ့ဝေကြေးအင်အားနဲ့ရွေးချယ်နိုင်မှာပါနံပါတ်9ပိုက်ဆံကိုယ့်အတွက်လှုပ်လှုပ်ခိုင်းရင်ဒီအပီဆုပ်ရဲ့အတိကချက်ကိုဒီနေရာမှာရောက်လာပါပြီလူများစုကငါပိုက်ဆံရဖို့အလုပ်လုပ်မယ်ဆိုတဲ့အစ်စ်မှာပဲရှိနေကြပါတယ်ဒါပေမဲ့ဝေကြေးချင်နေတိုးတက်လာဖို့ဆိုရင်ငါပိုက်ဆံကငါအတွက်ဘလို့အလုပ်လုပ်နိုင်မလဲဆိုတာကိုလည်းစဉ်းစားရပါတယ်ဒါပေမဲ့ဒီနေရာမှာအမျက်သေးကြတယ်ဆိုတဲ့ရင်းနှီးမြှုပ်နှံမှုမျိုးမရှိပါဘူးအမျက်ရှိနိုင်တယ်လို့အရှုံးနိုင်တွေလည်းရှိပါတယ်ဒါကြောင့်မတိတဲ့နေရာမှာပတ်စံအကုန်ထဲတာကချမ်းသာစေမဲ့နီလန်းမဟုတ်ပါဘူးနားလည်အောင်လေ့လာပြီးမှဆုံးဖြတ်တာကပိုရေးကြည့်ပါတယ်နံပါတ်8ကိုရင်းနှီးမြှုပ်နှံပါပတ်စံနဲနေတဲ့သူတွေအတွက်ဒီအချက်ကအထူးအရေးကြီးပါတယ်ကိုမှအရင်နှီးမရှိသေးရင်ကိုယ့်ရဲ့ကျွမ်းကျင်မှုကိုအရင်တိုးတက်အောင်လုပ်နိုင်ပါတယ်ဥပမာ video editing graphic design English speaking sales marketing programming content creation တို့ကျွမ်းကျင်မှုတွေကိုလေ့လာနိုင်ပါတယ်ဒီအရာတွေကဒီနေ့မှာပတ်စံအနည်းငယ်ကုန်နိုင်ပေမဲ့မနက်ဖမကိုယ့်ရဲ့ဝင်ငွေရှာနိုင်သောကိုတိုးစေနိုင်ပါတယ်ဒါကြောင့်ကိုရင်းနှီးမြှုပ်နှံခြင်းဟာအစောပိုင်းမှာအရေးကြီးဆုံးရင်းနှီးမြှုပ်နှံမှုတွေကတစ်ခုဖြစ်နိုင်ပါတယ်ပတ်စံရှိလာတာနဲ့ချမ်းသာလာတာမတူပါဘူးပိုက်ဆံပူရလာတာနဲ့ချမ်းသာလာတာလည်းမတူပါဘူးတကယ်အရေးကြီးတာကရလာတဲ့ပိုက်ဆံတွေကဘလောက်ကိုကိုယ့်အနာဂတ်အတွက်ခြံထားနိုင်တယ်လဲဘလောက်ကိုကိုယ့်တန်ဖိုးနဲ့ဝင်ငွေရှာနိုင်စွာတိုးအောင်အသုံးချနိုင်တယ်လဲဆိုတာပါဒီနေ့သုံးလိုက်တဲ့ပိုက်ဆံတရားကဒီနေ့ပျော်ရွှင်မှုတစ်ခုပေးနိုင်ပါတယ်ဒါပေမဲ့ဒီနေ့ကိုယ့်အနာဂတ်အတွက်အသုံးချလိုက်တဲ့ပိုက်ဆံတရားကတော့မနက်ဖမကိုယ့်အတွက်ပိုကြီးမားတဲ့ခွင့်ရတစ်ခုဖြစ်လာနိုင်ပါတယ်ဒါကြောင့်ချမ်းသာခြင်းရဲ့ပိုက်ဆံပြဖို့ပဲမစင်စားပါနဲ့ရလာတဲ့ပိုက်ဆံကိုဘယ်လိုသုံးချမလဲဆိုတာကိုစပြီးစဉ်းစားပါMoney and Success episode 5ပိုက်ဆံကိုသင်ကအလုပ်လုပ်ပေးနေတာလားဒါမှမဟုတ်တင့်အတွက်ပိုက်ဆံကအလုပ်လုပ်ပေးနေပြီလားအဲဒီကြောင့်ကိုအပီဆုံးစစ်မှာထပ်ပြီးတော့တွေ့ကြပါမယ်ကျေးဇူးတင်ပါတယ်